那个路，那怪我姐，我一闹看不到我家呢，工地个人是差么个。เราดิ้งเก่งอะไรอย่างนั่งได้รำฟ้าหนันยังไง你在做这个南村村路，你在话老方面的该让的话是，你去那家个那不啥么的，主人进来的，大家多米进来话是。来，不说这个当然都看到啊。该有主没有个吧？花干多样多，你多样嘞，某个看起你都看不哪一。马上说，努哇俺那。ว่าที่นี่เช็ดรองงาก็พานจังไรไม่ทราบสิเคยคุณโน้ตสั่งก็ได้ยังเฮ้ยช่วยมาเฉยได้ง่ายเราดิ้งเช็ดก็กล้าเฉยเลย 忙着完了，等我讲我来吧。今天没有给人安给，等俺就要听别个。先别完了，现在那部就线了，某个问题在加乱了。那时候没对完了。是吧？谁讲咱们变成人家对不对？咩？你點解喺度嘅？你講你講人哋票。講埋嘅，講埋。真係，冇講埋到叫你啦。叫你都冇保，死歪住來啲路咩冇？ဒီမှာမဆွေနဲ့အတဲ့အတွက်ကုန်ဖဒုက္ခချလို့ကွယ်အငဲ့ချံကိုအသေးတင်မလားအေးကွယ်ဒီနေ့တော့အောင်မြင်ပါပါမောင်စောကြည့်ရောက်မောင်စောရှိရငွေကြေးကိုကြီးမရရင်ဆန်ကြီးကိုပြည့်ပြည့်နဲ့ရှင်ရောက်နေတာအားရင်ဆန်လိုက်ကြည့်တော့အေးစစ်ကြလာတာပေါ့အငဲ့သမီးရဲ့ဒီမှာမောင်စောရောက်နေတယ်အော်ကိုစောမောင်စောကပြန်လာဟုတ်တယ်မဆွေကြောက်သမီးတွေမောင်စောပေးနေလက်ဆောင်သမီးစေကတော့မှမလို့မိမိပဲသိထားလိုက်ပါအေးမဆွေစေကန်းသွင်းကျွန်တော်ကြုံသားမယ်ကျွန်တော်မျိုးလေးတွန်းရင်ဝင်ပို့ပေးခဲ့မယ်လေဒါဆိုလည်းမောင်စောကလိုက်သွားတယ်တွေ့ချမ်းတော့လိုက်စေကပိတ်ချင်တော့ဖေးလာကြည့်ပါညဟုတ်ကဲ့ပြီမဆွေစေကန်းချင်နေကောင်းလားသိပါရဲ့ကိုစောကျွန်တော်ကစီပေါ်ရေးတမမို့လားမသိဘူးဗျကျွန်တော်ဆယ်ဝန်ပြုလုပ်ခြင်းလူတိုင်းစနစ်တခြားများလာပါစေလို့ငင်းစုတောင်းနေပါဘူးအိုးဘာဟုတ်တာရှင်ဟုတ်တယ်လေမဆွေစေပါရှာတယ်ဆိုတော့ကတော့စေပါဖြစ်အောင်လုပ်ရမှာပေါ့မဆွေလည်းကျွန်တော်ကိစ္စကိုအန်ကယ်တို့ဘယ်လိုစီစဉ်ထားလဲမသိဘူးနော်ဒါတော့ကျွန်မမသိဘူးဖေဖေနဲ့မိမိကိုမေးကြည့်ပါမဆွေလည်းကျွန်တော်ချစ်ခွန်းတောင်းတာအခုထိတုံ့ပြန်နေလို့ချစ်ဆိုတာမျိုးကလုံးယူလို့မရပါဘူးကိုစောသူ့အလုပ်ဖြစ်လာတာအဲ့လေအခြေအနေများရှိပါသေးတယ်ကျွန်တော်လည်းဒီထက်ချမ်းသာအောင်လုပ်ရအောင်ဟောဟုတ်တယ်ခဏတော့လက်ကုန်နေလို့ကျွန်တော်ရောဂါလေးကုသစမ်းပါဗျာ
ဟုတ်ပါရဲ့ဗျာကျွန်တော်တို့မှာအသေးကွေးရောရှိတယ်လို့လားကိုစောဒီမှာလာနောက်ရှက်နေလို့တော့ရတာမဟုတ်ပါဘူးကျွန်တော်တို့အသေးကွေးရောဟုတ်တယ်ဗျာတကယ်ချင်းတော့ဗျာကိုလန်းကိုတော့ကြောက်တယ်အောင်ကိုရကိုမတော်လို့ငါတို့ကဘယ်လူလဲသွားမြတ်ပါဒီမှာရက်တော့ဘောလို့စိတ်ရည်ကြတယ်ဒီပါငါလည်းထပ်တော့ဒီကဆမ်းမယ်ဒီလိုဆိုရဲမဆိုးပါကျမ်းမှာချမ်းသာရပါသည်ဗျာအားရထပ်တော့ပေးလိုက်ပြီမပေးရရစ်ရှင်နေမှာပေါ့ဟုတ်ရှင်တော့လည်းဆွတ်ထုတ်လိုက်ပေါ့ကိုစောကယောက်ျားမဟုတ်တယ်လို့ပဲကျွန်တော်ရံဖြစ်ဘူးတာမဟုတ်ဘူးရံဖြစ်ရမှာကိုလည်းကြောက်တယ်ကြောက်တော့ရံဖြစ်တာပေါ့ဗျာစားတော့မှာပေါ့မသိသေးပါဘူးမမသူ့တဖြည်းစိတ်ကုန်လာပြီဟင်ဘာဖြစ်လို့လဲစီဝါကြီးကိုတိတ်ဦးစားပေးရတယ်တတိကြောင့်လားနောက်ပြီးမမပြောတယ်ကိုယ်စိတ်ထဲမှာခိုးလို့ဖြစ်နေတယ်ဆိုတာပဲသိတယ်ဒါဆိုကိုမကြိုက်လဲမြင်နေမမရဲ့မချစ်မနစ်တဲ့သူနဲ့ပေါင်းရတယ်ဆိုတာဒုက္ခတဲ့ညီမသိပါဘူးချွေးရဲ့ငါမကြည့်နဲ့တဲ့အကြောင်းတွေကလည်းသူ့ကိုလက်မခံနိုင်စရာအဖြစ်ပါလို့လက်ညှိုးထိုးပြလို့ရတာမျိုးမဟုတ်တာဖေလုံငန်းနေမှာလည်းသူ့ကျေးဇူးတွေကရှိနေသေးတယ်ကဲပါရင်နှွေးတာစူအောင်လေတော်တော်ကြာလူနာတွေရောက်လာရင်စောင့်ခိုင်းနေရအောင်ဟုတ်ကဲ့ပြောပါစကားမတတ်လိုက်ပါဟောပြောပါဆရာဟုတ်ကဲ့ခုပဲသွားလိုက်ပါမယ်ဆရာတင်းစိန်ခဏအိမ်ကိုရှာဖွေဖို့မြို့နယ်မှုစီကဖုန်းလာတယ်ကွာရှာဖွေခွင့်ပုံစံတွေလို့ဘယ်သူအိမ်လဲဆရာမြို့ပတ်လန်းကဥစော်ရင်အိမ်တယ်ပန်းပြိုးပင်တွေကိုရောင်းတဲ့ချံဒီလူအဲ့ဒီချံကိုဝယ်တာတနေ့လောက်ပဲရှိအောင်ပဲဆရာကြောက်အောင်လည်းလို့တော့ပြောတာပဲကွာပြိုးပင်ရောက်တာတော့ဘာမှလုပ်ပါတကယ်လောက်တာတော့ကြောက်ပွဲသားလုပ်ပါကဲမင်းတို့လည်းလိုက်ခဲ့ကြကိုမင်းရောက်လာတော့အရင်ကတော့ပြင်ခဏမှလို့ပြောရအေးဗျာဟုတ်တယ်ဒီဒီအကောင်းစားတစ်ခုပါလာတော့အဲ့ဒါခင်ဗျာဥချင်မလို့တော့ပေးလိုက်တာရပါလေသူတို့ရဲ့နော်ဟိုကျွန်တော်ပါလာစစ်စစ်သွားရတာပါဟုတ်တယ်ဒီကပါလာစစ်စစ်ကအကောင်းစားရဥချင်မလို့ပေးလိုက်သူ့ကျွန်တော်ပြောဆိုနေတာအဒီကဲကိုင်းနေတေချာကြည့်ပါနော်ဒီကြောက်တဲ့ကတမိုးမနေဘူးသိချာကောင်းကျွန်တော်သိပါကဲကျွန်တော်တော့ဟုတ်ကဲ့
ပါလားဘာကိစ္စများရှိလို့ပါလဲကျွန်တော်ဥစ္စာတွေနဲ့ရှာကြတော့ရှာဝေးဝင်လည်းပါတောင်းရမို့ခွင့်ပြုပါလားအော်ရှာနိုင်ပါလေဗျာရှာနိုင်ပါလားတက်တည်ဖြစ်ရက်ွက်လူကြီးတွေရှိပါကျွန်တော်ရှာဖွေတဲ့အခါမှာဥစ္စာတွေနဲ့ကျွန်တော်နဲ့အတူရှိနေစေချင်ပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါကြောက်ပါခင်ဗျာကြိုက်နေအောင်ရှာနိုင်ပါလားကိုတို့ရဲ့တောင်းဝင်ရမှုကျွန်တော်သဘောပေါက်ပါတယ်ဆရာအားနာကြမှုပြောရစမ်းနဲ့ဆက်ပြီးတော့ဥစ္စာတွေဒီရက်အတော်တွင်လက်ကုန်နေပြီပေါ့ဗျာခရီးဝေးသွားမယ်လာမယ်ဆိုရင်စခန်းကိုကြောင်းကြားပြီးမှသွားသေးတယ်မရှိပါဘူးကျွန်တော်ဘယ်တော့သွားကြမရှိပါဘူးဟုတ်ရှိခဲ့ပြောတာပါစခန်းကိုကြောင်းကြားပဲတော့ဥစ္စာတွေဘယ်ကုန်းမှမသွားသေးချင်ဘူးဗျာသိကြပါဗျာကျွန်တော်သွားဆက်ရှိရင်ကြားရင်တော့ကြားကြပါမယ်ကဲဒီလိုဆိုရင်ကျွန်တော်တို့ခွင့်ပြုအောင်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့မောင်တော်လေးကောင်းပြီဟုတ်ကဲ့ဦးလေးလက်မတင်နေပါလားကိုတို့ရဟုတ်တယ်နော်5မိနစ်လောက်တော့လုံးချလို့သူ့ကနေနေပါဗျာဒါစီတကယ်တော့ရဟိုတနေ့မဆင်းတူပြီးရအဲ့အသေးပဲကိစ္စလေးပါဗျာကိုတို့ကျွန်တော်ကပညာမတတ်ဘူးပတ်စံရှိတယ်အဲ့ဒီတော့ပညာတတ်ကိုလူချင်းတယ်သူတို့ကြကြတော့ပညာတတ်တယ်ပတ်စံရှိတယ်အဲ့ဒီတော့ပတ်စံကိုလူချင်းတယ်အလေးလေတဘောမျိုးဗျာဘယ်လဲကိုင်းနေအားလုံးโอเคလေကိုတို့ဦးချင်းမမိုင်းတယ်မိုးကုတ်ကခင်ဗျားနဲ့ဆိုင်လာတဲ့ဒီများကိစ္စဖုံးလာလေတဲ့အားလုံးအစီအစဉ်သွားပြီရှုကိစ္စလုပ်ပြီဟာဒါဆိုပွားတာပဲအဲ့ဒီတွေသူလက်ပြန်မိုးကုတ်တယ်ကိုစောစိန်နဲ့တပတ်အစီအစဉ်လိုက်ခဲ့တာအဲ့ဒါဒုက္ခပဲခွန်းရေးစကားမှုလာပြီးအေကိုရှာတော့တယ်သူတို့ကအတိမပေးခီးဝင်သွားတာဟာဘာလို့ကျွန်တော်ကြမ်းမလဲညကိစ္စငါကြည့်ချင်ရဲတွေမပြောင်းတက်တိခင်းသွားရင်ကိုတို့ရဘယ်ဖြစ်ပါမလဲရဲဆိုတာရိုးရိုးလိုမဟုတ်ဘူးဗျသူကဒီလုပ်ငန်းကိုကျွမ်းကျင်နေတာဒီလိုနဲ့ပြင်ရမယ်ပြောတယ်ဆိုချစ်ကျွန်တော်အပြောက်ခံတော့ကိစ္စကိုဘယ်လိုစီစဉ်မလဲနေကြီးကကိုစောတော်အဲ့ဒီကိစ္စမေးသေးတယ်မမေတို့သဘောကမမေရဲ့တမီးမပြောရဘူး
သမီးမှာချစ်သူတွေဘာတွေရှိတယ်ဆိုလဲမိမိကိုပုံဝင်နေပြောနော်မိမိတို့သမီးနဲ့မောင်စောကိစ္စကိုစီစဉ်ရတာလေမောင်စောကိုယ်တိုင်ကလည်းသမီးကိုသဘောကျလေမိမိတို့မိသားစုနောင်ရေးကောင်းစားဖို့အတွက်လည်းပါတာပေါ့လေသမီးသိပါတယ်မမေသမီးမှာချစ်သူမရှိပါဘူးမိမိတို့ကြိုက်တယ်လို့စီစဉ်ပါအေးကွယ်အေးမိမိလည်းမောင်စောနဲ့တိုင်နေပါဦးမယ် मैं खाम के जाना जीवन सानांगो है संदान नंग रे कुम सामसुला नंग नंबर मरी छुनाम दुरे नै इंदai मुंगान था ngai जुरी थुमाय फारे नंग जे नै ए कानी फ्रो आमजो मुंगला रे छिसुई इंसी किंगे सिमादवा कानी फ्रो आमजो जोंफो म्युशानि रामानि बुंदि इंगाम ग्लो अक्यांग छेना ए फांसुंगो सोय फाय सोयरांग ते सिथुमार ना जांग अरे म्युशानि बे थुमा माया संदान नंग कानी फ्रो बाय तन खाउन ना तीनां गामले तेमान को ग्लो शाव ले अने मुंडा ना ग्लो शाना म गाम बुंगी रो रो nga ए लो मैं कानी फ्रो तन गना अजिम जो ngai नाउ लु nga म जो ले आ ngai को फ्रो nga छिन जो ले मैं हम दा मा नंग इंदे ना ai रो कानी फ्रो लु ना ngai प्या लु जो ai ये सा वन लु ना ngai छिन सुना ना ये lam chen ai 너무 싫어.
အဲ့ဒါလေးတော့ခက်နေတာအဲ့တော့စဉ်းစားမိခင်ဗျားကကျွန်တော်ပြောဦးတယ်လေကျွန်တော်ကညီတယောက်ရှိတယ်ဆိုတာအမွှားညီဟုတ်တယ်လေအာသိကျွန်တော်သိသားပဲဒီချင်းတော့မှကြမ်းနေတယ်ဆိုဟုတ်တယ်ဗျဒီကောင်ကလည်းရတယ်ဒေါ်လာနဲ့တဲ့ကျွန်တော်ရုပ်ချစ်လို့ဆင်တယ်ဒီကောင်ခေါ်ပြီးကျွန်တော်နေရာအစားထူးကျွန်တော်အမှုကိုလက်အာသရီညီကမြကြီးနားမှာရှိပါဘူးမြကြီးနားအာသရီထွက်လာတာပဲ6နှစ်ကျော်နေပြီရှိလို့ရှိနေလေဗျာဒီလိုလေကတော့ခင်ဗျားဒီနေ့မန္တလေးသမီးလေးနဲ့မချင်တဲ့ဗျာကျွန်တော်လိပ်စာရေးပေးလိုက်မယ်အေးဒီလိုပြုလို့ချင်းနောက်တည်းပဲချင်းချင်းခေါ်လာခဲ့အိမ်မွေးပတ်စံရေးသွားလိုက်အောင်ကျွန်တော်စာရေးပေးလိုက်မယ်နော်သူမေးစမှာပြောရင်တော့ဒီကမှကျွန်တော်ပြောမယ်အတမတူပါလာရှင်အမောင်တော့အိမ်ကိုကျတော့မနေ့ကငါလေးတကယ်ရအဲ့ကန်းတော့ပြန်ဖက်မယ်သူ့အထုလေးပါရေးဆောင်ပြီးရုပ်ဖြစ်ကြတော့လိပ်စာပြတာကျွန်တော်ခုချိန်နဲ့ပေါ့လားနေဦးမြပူပြီးတော့အနေကင်းအောင်ခြံရှိရကူတော့ကျွန်တော်လှည့်ထုတ်ကြပါဗျာပြီးမှပြန်ထွက်မရှိပါဘူးအန်ကယ်ဒီလိုလမ်းချက်ထွက်လာတာပါဟောဒါဆိုရင်တစ်ခွက်တစ်ခါချရအောင်ဟောသမီးရေခင်ဗျားတို့စားရသူ့ကိုလုပ်ပေးပါလားတောက်ပါအနေပြပါအန်ကယ်ရှိပါတယ်အခုမှလည်းမောင်စောခုရက်တဲ့ခီးထွက်ချက်စီးပြီးလားမရှိပါဘူးဘာဖြစ်လို့လဲဒီနေ့တော့ခြံထဲကိုလဲခုံလို့ပါရပါတယ်အန်ကယ်ကျွန်တော်အားနေတာပါအေးအမေအားရနေနေသူနိုင်ချက်ပေါ့လောပါဆရာတော့ကြတယ်အော်မသိဒီစေးုံတော့လားဒီနေ့ duty off ပါကိုစောအန်ကယ်ကိုပြောရအောင်မယ်ကျွန်တော်လည်းမစိတ်ကြီးကြဘူးလောလက်ကြကြပြီးလက်ဆက်ပြီးမှအေးဒီဒီစင်ကောင်းမလားဘုံစောလို့အန်ကယ်တို့ကခေါင်းရက်မှရှိတော့ဘူးsorry ဒီကကြည့်ပါဦးဒါမွေးရအမှတ်ပါမဆိုအမတမင်ကိုတတိယမထားလိုက်နေဘူးဒီအမိဘာလို့ပြရအောင်လဲလို့ဟ
ကုစောရတော့အိမ်ဟုတ်ပါရဲ့ကျွန်တော်ဆိုတာပါဟုတ်ကဲ့ကျွန်တော်ကိုကုစောရင်းကလွှတ်လိုက်လို့ပါဆန်းလေးပြလိုက်တယ်ခင်ဗျာဒီမှာစောရာဒီခုစာယူလာသူကိုကြောက်သူနဲ့အမြန်လိုက်ခဲ့ပါမင်းအဝတ်အစားဝယ်ဖို့ငွေ9000ဦးလေးနဲ့အတော်ကိုငွေ9000ပေးလိုက်တယ်ဇော်တိန်ကျွန်တော်အခုခုတ်ပြန်ပါလေဗျနေမြို့မှာခမရအတွက်အဝတ်စားဝယ်ပြီးမနေ့ကလေးမင်းနဲ့ပြန်ရမယ်လေဘာများအရေးကြီးပါလဲအဲ့ဒါတော့ကျွန်တော်ကိုပြောလိုက်ဘူးဗျာကိုရောက်မှခမရကိုမေးကြည့်ပါဗျာအဲ့ဗျာအိမ်မှာတက်ပါအောင်ဘာထူးကြလဲကွာထူးကြပါဦးကြာဒီလူကူတလောအပြင်နေပါရင်သိမထွက်ဘူးကြာအေးကြီးတော့စိုက်ကွာသူတို့ဖွဲ့ရကြောက်စိမ့်တို့ဗရမများတို့လည်းမကောက်ဘူးခုတလောဘင်းပြူပါလုပ်မယ်လို့သတင်းရတာဟုတ်ကဲ့ကြာကျွန်တော်တို့အလဲကြနဲ့စောင့်ကြည့်ပါအေးကိုတို့ရေဒါတော့စရအကူနဲ့ပတ်သက်ပြီးကျွန်တော်သိထားသိနေတာတွေပြောပြပါဦးအရေးကြီးဆုံးကတော့မဆွေလို့မိသားစုပဲဘယ်သူမဆွေမဆွေမဟုတ်ပါဘူးဗျမဆွေသူ့နာမည်ကဆွေလေတဲ့ခင်ဗျားကိုစော်ရင်ကမဆွေလို့ခေါ်ဆရာမလေးတဲ့သူတို့နောက်ကထင်နေတယ်လေ
အဲ့ဒီမဆွေနဲ့ခင်ဗျားကိုကိုစော်ရင်းနဲ့ကမကြခင်လက်ထပ်ကိုတကြီးတွေကသဘောတူထားတာဟာကိုတိတ်တော်ရဗျာဆောင်းမိုင်းတော့ရတော့မှာပါလားချောလားဗျာချောလားမချောဘူးလားဆိုတာခင်ဗျားတွေ့လို့သိလိမ့်မဆွေနဲ့ကျွန်တော်သိရင်ဘယ်လိုလုပ်ရမလဲဩကိုနဲ့လက်ထပ်မဲ့သူလို့စိတ်ထဲမှာထားပြီးမင်းစီပြီးကပေါ့ဗျာရင်းနှီးတော့ရှိမှာပေါ့နော်ရှိမှာပေါ့ဗျာလက်ပဲချက်တော့မယ်မဆွေဖေကဥစ္စာအေးကိုစောရင်ကအန်ကဲလို့ခေါ်တယ်သူ့မိကဒေါ်ဖြူအန်တီထိုးလို့ခေါ်တယ်အန်တီဖြူအန်ကဲနောက်ဘယ်လိုရှိသေးလဲရင်းနှီးဆုံးကတော့အဲ့ဒါပဲဗျာကျန်တာတွေကတော့ရောရှိပါဗျာကျွန်တော်လည်းရှိနေတာလို့ဆိုတာပြောစရာရင်နော်ကျွန်တော်နာမည်တထေးလေးဇော်တိန်မလိုက်ရသေးရဲ့မလိုက်ကဲခဏလေးအနားယူပါတော့အဲ့ဒီပဲမရှိဟာကျွန်တော်အရင်ကတတ်တယ်ဩဒါနဲ့ခင်ဗျားကိုခံအပေါ်မှာနော်ဟုတ်ကဲကျွန်တော်တရှိတော့တင်မယ်โอเคဒါဆိုဟိုအင်္ဂါကပြက်နေတယ်ပြောရတယ်နင်းနုခဏကြောက်တဲ့ဆိုရင်ဒုက္ခရောက်နေတယ်ကျွန်တော်ပါခေါ်တော့ကဲဝေးစားနေတယ်လေဘာကနာနာလေးလုပ်ကြအောင်တော့စိတ်ချမှာကိုတို့ရမသိခဏမဆောင်ပါဘူးပုံမှာအာဖရိဝေးစားလဲနေရပါရဲ့ကိုကျော်တို့
所以呢，跟是不记得。ကိုစောအားရင်တေတေကခြံထဲကိုရှောက်ကြည့်ရင်သမီးစားဖိတ်ခံလိုက်လို့မစိတ်လေးဒီနေ့အားရတယ် ဟုတ်လားကိုစောလိုက်ခဲ့မယ်လေအော်အင်းကကားပြနေမဆွေ ရပါလေမစိတ်ကနေလိုက်ခဲ့ပါ အငယ်တော့အနေပြုရော လည်းပြတ်တယ်နော်ဟုတ်ကဲ့ပါ ဒီလိုသွားမယ်ကိုတို့ကလည်းဆိုကြမယ် ဟုတ်ကဲ့ပါရပါတယ် ကိုတို့မဆွေချာနေတော့တမ်းခင်ဗျားကလည်းခဲ့ဟုတ်ပါပြီကဲတော့ကြမယ်不靠！可能一直在开着呢，经济到底乱了，对的，嘛，地方上我们东西，哎，你爱吃吃啊，吃不吃的，走。哈哈哈哈哈。Andy Pugh. ခင်ဗျာစစမလုံးနဲ့အဲ့ဒါအန်တီဖြူမဟုတ်ဘူးဗျာမတူပြောမယ်ခင်ဗျာစပြီးစကားဘကြောမှအရင်ပြောနေနော်သူများပြောတဲ့စကားပေါ်မှာအရေးကြီးလို့ပြောကြာကဲလာကိုရှိရဲ့နှစ်ယောက်ကအန်ကယ်နဲ့အန်တီဖြူပဲ Good morning, Uncle. Good morning. အင်းကပြက်နေလို့မစကားလိုက်ခဲ့ရတယ် Uncle. ကဲလာမောင်စောချမ်းလိုက်ပြတယ်မေချမ်းချင်းရည်တိနော်တော်လေးအားရတယ်တော့ဒီရစီသိရင်မောင်စောရဲ့ငွေချွတ်တော့တစ်ဖက်နေတယ် ရပါတယ် Uncle. မောင်စောပြောတဲ့မောင်စောအလုပ်ကဘယ်တော့လောက်လက်စပ်ပြီးတော့မှာပါဒီလောက်ကိုပြီးတော့ပါပြီ အန်ကယ်နဲ့မောင်စောတိုင်ပင်ထားတဲ့ကိစ္စကိုမောင်စောဘယ်လိုသဘောရလဲ ဘယ်လဲ Uncle. အော်သမီးရံလို့ဆိုရင်ဘွက်တစ်ခုထိုက်ကိုကိစ္စလေလောက်ပါပညာရေးပဲအပေးရမှာပေါ့ ကဲမင်းတို့ဘယ်လိုမောလဲအောင်လားရောမကျွန်တော်မတော့ဘူး Uncle. ဘာလို့လဲမောင်စောအော်ဟုတ်စိုးနေကြလို့ပါတောက်ပါမယ်စားလို့ကောင်းမှာစားပါဟုတ်ကဲ့မောင်စောဘယ်တော့မလို့ Oh, Uncle. Bok na tayo. Oh, eh. Jangan ya tahu dah mahu. Kau aja, ini kilo bang. Tahu jam berapa lagi? Kilo ni mana? Tiba tu, jangan ini jangan ya tu tu.
我都要到嘛，到了我别安个，咱家大宝。怎么样？毛肉全在家怎么回？哦，小周，明天今天晚对没上过。哪里工作？工作？母米啦？ရပါလားမမိုးအောင်တောင်းနေကြပါလား တောင်းနေကြဆိုတာအရက်ကိုပြောတာလားရင်းနှီးစမ်းအောင်ပြောကိုစိုးကလည်းအရက်ကိုမတောက်ချင်မတောက်နဲ့ပေါ့အရက်ဆိုတာအသေးကိုဒုက္ခပေးတတ်တယ်ဖိဖိရောင်ပြောလို့မရလို့တခါတခါကြောက်ရတဲ့တောက်ချင်တယ်တခါတခါကျတော့မတောက်ချင်ဘူးကိုယ်ဆိုစင်စင်ပါမယ်ဒေါက်တာနဲ့ဆရာပါလားကျွန်တော်တို့ရပူးလေးပြီးပါပြောနေရဖိုးပြီးမလားအသားအနာခံလားအဲ့ဒါကိစ္စမရှိပါဘူးကျွန်တော်တော့ပြောပါကိုစိုးကြောက်တော့ဘူးလားမကြောက်ချင်တော့လို့ပါဗျာယောက်ျားဆိုတာဒီလိုမှပေါ့မတရားယောက်ျားဆိုတတိရှိမှတဘောကြတာကဲဒီလိုကြည့်ရအောင်နော်အဲ့နဲ့မုန်းကြီးချန်နေရောင်းဆိုရမယ်ချက်ခင်ကုန်ကြီးချန်အဲ့နဲ့မုန်းတယ်လို့ပြောတာအဲ့ဒါဘာကြီးလဲအဲ့ဒါလားသူတို့တိုင်းသားတွေအားလုံးချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့ညီညွတ်ရှိလို့ရှိရင်သူတို့တိုင်းကြီးတူးတက်တာရလာမယ်တဲ့ဒါမျိုးတစ်ချက်မပြောပြအောင်ဘာကြောင့်ပြောရမှာလဲပြောချင်တာပြောနောက်ပဲဂိုင်းဆိုရာကရမ်ဆိုရာငူအန်ဒဲမုန်ကန်တဲ့လူကလည်းဆိုရာအပြည့်လားဘယ်ကိုအရာချက်တယ်ဘယ်လောက်ချက်တယ်ဆိုတာဒီကဘာကြီးတစ်ခုလုံးနဲ့မလုံးအောင်ချက်တယ်ဒီတခါအချင်းတစ်ခုဆိုပြကိုတော့ကချင်းတချင်းရလားရတာပေါ့ကချင်းတိုင်းကချင်းချင်းရတာပေါ့ကဲဘာတချင်းဆိုရမလားဟိုအချစ်ကချင်းဆိုဘာတချင်းဆိုရမလဲ
မစိုးပြခင်ဘမလို့အရင်ကပြန်ပြအောင်နော်ဘာလဲကြံစရာမလို့ကချင်လိုရောဗမာလိုဒီခါဆိုပြမယ်mu ai che khara kening jina yang masai le ni tu yang do tu mai la shana re le chare le so ra e dai sha le brang gai le re sai yo haกันท้องท้องว่าจังอันเราไปครุ่มได้เท็ดดันนายสอนใจนี่จมยังโง่ทูไม่ละชนะริเลเทริเลสระเอเต็งชาเลรังไกมรีใส่ยอso today jola kha khoya bi kwe bin ne lo male akhet chong bi kwe jana bi ye triya yin triya de a chaung trin ba kwe chit de na a chit song ye tik tik chit de no kwe ha so yin ja so bu song ne no du nyaw twi yin alwan twi pe me chana du ye triya yin triya de a chaung trin ba kwe chit de no a chit song ye tik tik chit de no kwe haဘာဖြစ်လဲညာဘာဖြစ်ရမှာလဲခမရကူကိုတော်ရင်အဲ့ဒါမျိုးမလုပ်ဘူးဗျကိုတို့ကလည်းဗျာကိုချံကိုအလုပ်လုပ်တာဘယ်သူမှမမြင်ပါဘူးကျွန်တော်ကတစ်ချိန်လုံးမြေကြီးနဲ့ဖက်ပြီးအလုပ်လုပ်လာရလို့ဆိုတော့မနေတတ်ဘူးဗျရပါနော်ကဲသဘောဗျာသဘော
မလုပ်လို့ပါလား ခုချာမဆွေရသူကဦးစီးပြုပြင်ရမှာပေါ့ခုတော့အလုပ်လုပ်ချင်တဲ့စိတ်အလိုလိုပေါ်လာလို့ပါ ဟုတ်တာပေါ့ကိုကိုရဲ့အလုံးလုံးချင်တဲ့စိတ်ဆိုတာလူတိုင်းမှာရှိတင်တာပေါ့ဟုတ်တယ်မလား ဟုတ်တာပေါ့နိုင်သေးလား ရပါတယ်ကိုစိုးစိတ်တော်ရမယ်နာတက်တာလား တက်တာပါလေဘာမှဖြစ်တော့ပါဘူးထိုင်ဦးလေ ဒီကရှိဘူးမဆရာပါမယ်ဆိုရင်အတော်ပဲမရှိကိုစောအရေးကြီးတဲ့စကားတစ်ခုပြောပြရစီခွဲတက်လို့ဖေဖေတို့ကိုပြောပါလို့ကိုစောပြောခဲ့တာမှတ်မိပြီလားဟာမှတ်မိတာပေါ့ဒီကိစ္စမျိုးကမမမေလို့ဘယ်ဖြစ်ပါမလဲအေးလေခုမဆွေမချစ်သူရှိသွားပြီဗျာဘယ်သူလဲဆိုတာကိုစောသိချင်လား
ရကိုစောပဲပေါ့ဟုတ်တယ်ကိုစောကိုတော့ကဘယ်လိုပြောရမလဲကိုစောရဲ့အမှုကျင့်လို့အားမရလို့မထပ်ဖို့ကိစ္စကိုသဘောတူလိုက်ပြင်မယ်ကိုစောကိုမချစ်ခဲ့ဘူးခုတော့လက်ခံနိုင်လို့တဲ့ပြောင်းလဲမှုတွေကြောင့်ကိုစောကိုဒီအဖြစ်ပေးဖို့ဆုံးဖြတ်လိုက်တာလေကိုစောပြောလိုက်ပြောပါတယ်ကဲဒါဆိုနဲ့ပြန်ကြရင်မဆွေအားတယ်ကိုစောနဲ့မဆွေရှောက်လျရအောင်နော်ကျွန်တော်စုံစမ်းလို့သိရှိလာရတာကတော့ဥစော်ရင်းနဲ့ဒေါက်တာဆွေဆွေလက်တို့လက်ထပ်ပေးဖို့လူကြီးတွေကသဘောတူထားတယ်။ဒေါက်တာဆွေဆွေလက်နဲ့ဥစော်ရင်းကလည်းခုတလောတော်တော်ရင်းနှီးနေတယ်ဆရာ။ငါလည်းတော်တော်စဉ်းစားချက်နေတယ်။မုန်းကုန်းနဲ့တောင်ကြီးဘက်မှာဥစော်ရင်းတို့ဖွဲ့ရကျောင်းနဲ့ဘင်းကြီးကိစ္စတွေလှုပ်ရှားနေတယ်လို့သိရတယ်။ခက်တာဒီမှာလည်းဥစော်တင်ကအေးအေးဆေးဆေးဖြစ်နေတော့ငါလည်းစဉ်းစားခက်ကဲမျိုးကြီးမင်းကဒီလိုလို့မင်းရဲ့လက်ရှိတာဝန်ကိုထေးဝင်းကိုလွှဲပေးလိုက်မင်းကသက်ဆိုင်ရာမဝတ္တရဝတ္တတို့ရဲ့အကူအညီကိုယူပြီးဥစော်တင်ရဲ့ကိုယ်ရစဉ်ကိုလိုက်ဖြစ်နိုင်ရင်သက်ဆိုင်ရာအပိုင်ရဲစခန်းတွေကိုစုံစမ်းလိုက်အေးငါလည်းဥစော်တင်သွားပြီးအကဲခတ်လိုက်အေးပေါ်ကွယ်ခုလိုနှစ်ဦးနှစ်ဖက်ပြေးပြေးလဲလဲနဲ့ချစ်ချစ်ခင်ခင်ဖြစ်သွားတော့
ပိုကောင်းတာပေါ့ဟုတ်ပါတယ်မေကိုဇောကအခုနောက်ပိုင်းမှာစိတ်ထက်ကိုပြုံးနေပါတော်တော်ပြောင်းလဲသွားတယ်လူဆိုတာဒီလိုပဲပေါ့သမီးရဲ့အချိန်တိုင်းကောင်းတာနဲ့မကောင်းတာကိုခွဲခြားပြီးသိနေလာပါပေါ့ကဲအိတ်တော်နော်သမီးနင်းနေပြီကျွန်တော်ဘယ်လိုလုပ်ရမလဲကိုတို့ရမဆူရကျွန်တော်ကိုချစ်တုံးပြန်ပါတယ်တဲ့နောက်ပြီးချစ်သူလည်းဆက်ဆံတယ်တကယ်တော့ကျွန်တော်ဟာဆောင်ရတဲ့လူအခုပြန်လာရင်ကျွန်တော်နေရာကျွန်တော်ပြန်သွားရမှာပါဗျာအေးမဆူရပူဇော်ရင်ကိုခင်ဗျားရောက်မလာခင်ကမချစ်ဘူးဆိုတာကျွန်တော်လည်းမသိဘူးဗျာအတေးချစဉ်းစားကြည့်ရင်တော့ဒီမျိုးကြီးပဲကုဇော်တင်ရှိတော့ကကုဇော်တင်ကိုမချစ်ဘူးဟောခမည်းရောက်လာမှခမည်းကိုချစ်ဒါနဲ့ခမည်းကတော့မဆွေကိုဘယ်လိုသဘောထားခက်တယ်ကျွန်တော်တော်တာဗျညာမပြောတတ်ဘူးအစတုန်းကတော့ဟန်ဆိုင်ပဲဆောင်တာပါဒါနဲ့ဗျာအခုကျွန်တော်သူ့ကိုရချစ်သွားပြီလွယ်ပါလားဒီမှာလောလောဆယ်တော့နေမြဲတမ်းနေပေးပါဦးဗျာနော်ခဏကူပြန်လာမှတမျိုးတည်းကြည့်လို့ကြတာဘာလုပ်ကြလို့လဲဘုတို့ရအခုပြန်လာရင်ကျွန်တော်ဇလန်းကပြီးသွားပြီပဲComing Sunday ဘယ်နှခုရထုတ်လိုက်ရဗျာခင်ဗျားတော့တဲအဆက်တွေကောင်းတာပဲဗျာ Coming Sunday နော် Okay ကဲဒါဖြင့်ကျွန်တော်သွားမယ်ဟာဒီကခင်ဗျားစီကကိုကိုတောင်းနေတယ်ဗျာဘာများလဲဗျာသူဒီလာနဲ့တက်မှာကျွန်တော်လည်းခဏထားခဲ့နေတယ်ကျွန်တော်တို့ရပါတယ်ဗျာနီလာနဲ့တက်မှာလူစောထင်းကိုအခမ်းဖို့နေတယ်ညနေကျမှပြန် Thank you Bye
အမြင်လွတ်လိုက်လို့သိရောက်လာတဲ့ကြောက်လားဟာဘယ်လာကြောက်တယ်အဖြူပြောတာဗျဖြူမရောက်သေးဗျရအောင်ကျွန်တော်ပြောမယ်လေရောက်ရင်တော့မမေ့နဲ့ဟုတ်ဟုတ်ကဲ့ကောင်းတယ်နော်ကောင်းပါလေရာကောင်းပါလေဆရာဘယ်ကတက်လာတာဟိုဘက်ချန်လာရင်းနဲ့ဒီဘက်ဝင်လာတာဗျဟုတ်ဆိုတယ်ဒီရက်အတော်တွင်ဘဲမှမသွားပါဘူးနော်ဗျာဟောကျွန်တော်မှားလာတာနေသွားမှာဆိုလို့ပါဟုတ်ဆိုရင်ခီးဝေးသွားမယ်ဆိုရင်စခန်းကိုအကြောင်းကြားပြီးမှသွားဖို့ပြောထားတာလေအော်မမေ့ပါဘူးကျွန်တော်ဘယ်မှလည်းမသွားပါဘူးခုနားဒီနားလောက်ပါမယ်ကျေးဇူးတင်ပါတယ်ဗျာဥပဒေဆိုတာလူတိုင်းလိုက်နာနိုင်ရင်အကောင်းဆုံးပေါ့ဗျာကဲဥစောရင်ကျွန်တော်ခွင့်ပြုဟုတ်ကဲ့ပါဆရာတို့တော့မှန်တယ်လားတော့ဘာလို့လဲဘာဖြစ်လို့လဲကိုစောလေးကြောက်ဝဲစားဟုတ်ဗျာစိုးစောကလူတယောက်လာပြီကျွန်တော်အဖြူရောက်ပြီလားတဲ့နောက်ရေးအရာရှိကလည်းကျွန်တော်ခီးဝေးသွားရင်ရေးချောင်းဝင်အကြောင်းကြားပါတဲ့ဘာလို့လဲဗျာကျွန်တော်ကိုအဖြူရောင်းမှလုပ်မှာဟမ်ဘုတို့အဲ့ဒါတော့ကျွန်တော်မသိဘူးဗျာဟိုကျွန်တော်သိတာကတော့တုံးပွေးသားလူတော်ပဲသိတာကိုကျွန်တော်လိန်သွားတယ်ဗျာဒါကြောင့်မဆူလားသူ့အချစ်ကိုမတော့မြန်လည်းပဲဖြစ်ရမယ်ကျွန်တော်ဥစောတွေရဲ့နောက်ကျောင်းရဆိုရင်အားလုံးကိုငန်းလို့ရပါတယ်ဆရာဆွမ်းစမ်းပါဦးဥစောတွေမှာအမွှားကြီးဇောရာဆိုတာရှိတယ်ဥစောတွေနဲ့ရုပ်ချင်းတူတယ်လွန်ခဲ့တဲ့ရှင်း20လောက်ကလူတယောက်ကဥစောတွေခေါ်ခိုင်းနေဆိုပြီးဇောရာကိုပြင်းလို့ခေါ်ပါတယ်လေငါထင်တဲ့တိုင်ဖြစ်လာတာငါတို့အလှည့်ခံလိုက်ရတာဟုတ်တယ်ဆရာကျွန်တော်လည်းစဉ်းစားမိတယ်ကိုစောရာဆိုတဲ့လူကိုဖမ်းဆီးလိုက်ရင်တော့အဲ့ဒီလိုလုပ်လို့မဖြစ်ဘူးတို့ခေါ်စစ်တာကိုဥစောတွေတီးသွားရင်ပြန်လာမှာမဟုတ်တော့ဘူးလူချင်းပြန်လဲတဲ့အထိကိုတို့ကစောင့်နေမင်းတို့သူ့ချောင်ပို့ပြီး view site အကြောင်းထူတာနဲ့ငါစီအကြောင်းကြားကိုကျော်ဆိုင်လေးအငယ်တို့ကမဆိုဆင်းနေတော့ကြတယ်ပြဿနာရှိလို့လားမရှိပါဘူးမမဆိုင်ဘာမှမဖြစ်ပါဘူးဘိုးတို့အကြောင်းပြန်စဉ်းစားမိလို့ပါအဲ့ဒီတော့မှဆွေကကုစောပြန်မချစ်ဘူးနော်ကုစောတော့ချစ်လိုက်ရတာအမေအဲ့ဒီတော့ကသူ့လုပ်တယ်လားမဆွေကိုခင်မဆိုင်ပဲနဲ့ကြောက်ရုံးဝေဆိုတော့လေအလုတ်ကများတယ်လေကုစောမှလည်းဒီအလုတ်တစ်ခုလည်းရှိရမို့လားအလုတ်များလို့ကအဓိကမဟုတ်ပါဘူးကုစောလုပ်နေတဲ့အလုတ်တွေမဆွေနားလည်းမလဲဘူးသိလည်းမသိဘူးဟိုးတော့ငါကိုစောကအရေးလဲတိတ်တောက်တယ်တက်တီလေးနဲ့ဘဝင်လည်းမြင့်တယ်လို့ဒါကြောင့်မဆွေကမချစ်တာပေါ့ဒါဆိုမဆွေကပထမကိုစောမချစ်ပဲဒုတိယကိုစောကိုချစ်တာပေါ့နော်အဲ့လိုပဲဖြစ်နေတာပေါ့ပထမကိုစောမချစ်ပါဒုတိယကိုစောမှချစ်တာ
ဘာလို့လဲဦးမလားထားခဲ့ရအောင်ကိစ္စတွေအားလုံးပြီးသွားကြကျွန်တော်ပြင်လို့ကြောင်အများဆုံးစီနေလေအားလုံးစီနေလေကျေးဇူးပါဆရာဘာပြောရလဲကျေးဇူးအများကြီးတင်တယ်လို့ပြောတာပါမလိုပါဘူးဆိုရင်ကချစ်လို့ဘယ်လိုပြောလဲညကွယ်ဒအင်းရာကွယ်မာသာတော်ထိဒီကောင်ကိုတတ်မယ်ပြီးဟိုကောင်မနှစ်ကောင်ကိုတတ်မယ်ဟဲ့ကောင်ဒီအချိန်လောက်သူဇော်တိန်အိမ်ပြန်ရောက်တော့ခုချက်ချင်းသွားမယ်ကိုတို့ခဏနေမအောင်မဆိုရင်လာဖို့မယ်လားကိုတော်တို့စားကြတော့မလို့လားမဆိုရဲစောင့်နေတာရှော့နှစ်ယောက်စာလောက်ပါမလားမသိလောက်ပါတယ်မဆိုရဲမလောက်လေကျွန်တော်ပဲရှော့စားပါအနိုင်နဲ့ဘာဖြစ်တာလဲဘာမှဖြစ်ပါခြံထဲမှာအလွယ်လွယ်နဲ့ခိုင်းမိသွားတာဘာစီးထိထားလဲဘာစီးမှမထိဘူးမြေကြီးတိတ်ထားတာမဟုတ်တာယောဂပိုးတွေပါလေဝင်းကုန်မှာပေါ့ကိုကျော်တို့အိမ်မှာဆေးလေးပါလိမ့်မရှိဘူးလားမရှိဘူးမဆေးဒါဆိုအိမ်မှာမရှိဆေးသွားယူကြည့်မမေကိုပြောပြီးယူခဲ့နော်ဟုတ်အော်ရင်းနှီးရရှိရလားရှိတယ်တကူတော့ကဲတော့ကျမတော့ပြေးထားလိုက်
ဒီကသမန်ဟိုးရုံကကိုစောကအရှင်လည်းတိတ်တောက်တယ်တက်တီလေးနဲ့ဘဝင်လည်းမြင့်တယ်ဒါကြောင့်မဆွေကမချစ်တာပေါ့ဒါဆိုမဆွေကပထမကိုစောမချစ်ပဲဒုတိယကိုစောကိုချစ်တာပေါ့နော်ကျွန်တော်ရှင်းပြပြစေရှင်ကမမကြည့်နဲ့ရှင်ဟာတော်တော်အကြမ်းဖက်တယ်လို့မဟုတ်မဆိုမဟုတ်ဘူးကျွန်တော်နားတော်သမ်းပါဦးရာချင်းပ်လာမဆွေပြောတော့လူရုံမှာမဟုတ်ပါဘူးရာတတဲလောက်သူ့ပေါ်မှာလေမယုံခဲ့ပါဘူးကိုကကျွန်တော်ကိုလှည့်ခွေနေမှာမမသိရဘူးဘာခဲ့ရတာလဲI'm sorry မဆူတော့ချစ်ခဲ့ရပြီဗျာခွင့်ရတော့မယူခဲ့ဘူးဆိုမဆူပြန်စဉ်းစားသိမှာပါဗျာအချိန်တိုင်းအိမ်ပြန်ရမယ်လို့ပါပြန်လာအလွမ်းနေဆွေးတွေကိုပြေးပါရစေမဆွေမဆွေမယူသွားရစေဒီကွယ်那边你看来兄弟会，那样子呢，可看我们没拿，好可看了，那下可看了呢，那小孩看还是那，那赶紧不干干了嘛，兄弟，哼，好在好边了，刘叔呀，刘叔也不你个老鬼啦，哎，木内，他们叫俺刘叔的，呸，赶紧说刘叔那么叫我呀嘛。那我他们咋路说的不乱？对了，赶紧他们好比什么？姐，带你眼姐啊，你不认那个？难怪听见没这么吓人啊呢。黑羊说的，你对民主的家用的这不是？哎，兄弟，哪个我老娘，哪个？
တယ်ခုတော့ကိစ္စအားလုံးရှင်းသွားပြီပေါ့ဗျာမကောင်းမှုဒုစရိုက်သမားဆိုတာနောက်ဆုံးတော့အသေးဆုံးနဲ့တေးချင်းတေးမသိရင်စက်သိမ်းမကောင်းဘူးဗျာကုဇောရာခမည်းကူအတွက်ကျွန်တော်စိတ်မကောင်းပါဘူးဗျာပြစ်စုံပန်လူသားအမားကပါရှိစမြဲပေါ့ဗျာကိစ္စမရှိပါဘူးဆရာကျွန်တော်သဘောပေါက်ပါတယ်ဟုတ်ကဲ့ကုဇော်တိန်ပိုင်နဲ့အိမ်ချန်တဲ့ပစ္စည်းတွေကိုတော့အမှုမပြီးခင်ထိကျွန်တော်ထိန်းသိမ်းထားရပါလိမ့်မယ်ကုဇော်ရာအနေနဲ့ဘယ်လိုအစီအစဉ်ရှိပါသလဲကျွန်တော်ပြန်ပါမယ်ဗျာဒီညတော့နေခွင့်ရှိပါသေးတယ်ဗျာဟုတ်ကဲ့ပါဆရာကျွန်တော်လည်းအစိုးရကြီးသွားပါမယ်ကျေးဇူးတင်ပါတယ်ကဲအားလုံးပဲပြန်နေကြပါမယ်ဘုံစောရယ်ဥရကန်လက်ခဲ့ပါလားမလိုက်တော့ပါဘူးဗျာကျွန်တော်လမ်းလျှောက်ပြန်ပါမယ်Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ပြန်ကြောက်ခဲ့ကြပြီကွယ်တစ်ချိန်လုံးကအချင်းရဲ့ဇက်လေးတွေဒီမှာမဝေးနိုင်